ပါဗျာဒီမှာတခိုးမဒီမှာရောအဲ့မှာရိုက်ထားတခိုးမဒီမှာစိုက်မလာခွာတွဲလာလို့စိုက်မလာခိုးရတခိုးမအဲ့မှာအဲ့မြက်ခွက်ကိုသိချာကြည့်တာဒီမှာခိုးရတခိုးမဒီမှာသိချာကြည့်သူ့ကိုသိချာပါအောင်ရိုက်ပြထားနောက်ကျန်တဲ့ဈေးတွေအကုန်သိအောင်လို့ဒီမှာစောက်ခွက်ကိုကြည့်ထားအဲ့စောက်ခွက်ကိုသိချာကြည့်ထားတခိုးမငါရက်ခွက်ထဲလာခိုးရတခိုးမဟမ်လုံးအားကြီးရဲ့တခါလာလဲခိုးရနှစ်ခါလာလဲခိုးရဟမ်နှစ်ခါလာလဲခိုးတော့လာခဲ့လဲခိုးအခုလဲလာပြီးလာခိုးရဟာလားခလေးเจ้าပြပြီးလာခိုးရဟာလားတော့ခလေးခိုးမှာတော့ကျွတ်တော့ထားတော့ခလေးလာတော့ခိုးလောက်ပါနဲ့ကလေးဟမ်လေးမလောက်ပါနဲ့မညီမလေးကလေးမလောက်ပါနဲ့ခိုးအဲ့ခလေးခိုးမလောက်ပါနဲ့ခလေးเจ้าပြပြီးလိုက်ခိုးစေရမင်းမခလေးเจ้าပြပြီးလာအဲ့ခလေးနဲ့ကွယ်ပြီးခိုးတာခလေးနဲ့ဈာလဲညံ့ညက်ပြီးခိုးတာဟမ်ခိုးမဟမ်အားဆိုင်မြန်သူလက်တက်လာစားနေလာစားတာဟမ်တခါရနှစ်ခါရဟမ်လာလာပြပါခိုးနေဟာလားဟမ်ပတ်စံရောနိုင်ရောတော့မရောနိုင်ငါနေရဲစခန်းနဲ့တခါရထဲမှာတော့ပြောပြီးလားကျမပတ်စံမရှိကျမကလေးလည်းနေမကောင်းလို့စေးတိုးနေရတာဒါမပြောနဲ့နေတော့ဟာဒီဓာတ်လေးလာမပြောငါတို့အုံတော်ထဲမှာဒါမရှိဘူးငါဆိုင်ရပစ္စည်းခိုးရတယ်မှာပြန်လို့ခြင်းနေတာပဲပတ်စံမရှိဘူးထဲလေအေးထဲမှာပဲခေါ်ထားတယ်အခုဟုတ်ဘာမှန်နေငေါ့မြဲအားဆိုင်ကို तू ကအမှလက်တက်လာဆန်းနေရိုက်တာတခါတော့အဲ့ဆောက်ခွက်ကိုအမှလူတကာသိသွားအောင်လို့စောက်ရှက်မရှိတဲ့မျက်နှာနဲ့ရက်ွက်ထမှာလဲခိုးနေတာတခိုးမဘူးပိတ်ထားလားဘူးပိတ်ထားရဟိုကလိုင်းဝင်လာတယ်ဘယ်ကျိုးပြန်နည်းနည်းကျိုးလားဒီလိုနည်းနည်းကျိုးတက်တော့မှာလာနေရလာလေးမြောက်လာဆွဲအဲ့ဓာတ်တိုင်လာဆွဲလာဓာတ်တိုင်မှာကျိုးတော့မှာလားကျိုးကကျန်တဲ့ကျိုးကယူလာခဲ့လားစီလို့မရအောင်ကျိုးယူလာခဲ့လားဟာရဲလာမခေါ်မချင်းငါမှနေလေးပေါ်ထားတယ်ရဲလာမခေါ်မချင်းငါသူ့ကိုဓာတ်တိုင်မှာခြိထားမှာဟောလာကောင်းလေးမြောက်လာဆွဲလာဓာတ်တိုင်မှာကျိုးတော့တုံထားပါလားဓာတ်တိုင်မှာကျိုးတုံထားတယ်အောင်မတက်ပြီးရောအဲ့ဒါကျိုးတော့တော့လာ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 သူကလွတ်နေအောင်ပဲတော့လာမှာကဲရက်ခွက်ကလူဟိုတိထားမှာတခိုးမတပတ်ဆိုင်မှာလာခိုးနေတခိုးမအဲ့မှာစောက်ဖမ်းတာစူစီပြန်းနဲ့ပြန်တွေ့လို့စောက်ဖမ်းတာမိတာပဲမစီမရောနိုင်နဲ့မရောနိုင်နဲ့ရက်စတန်ပို့လိုက်မယ်ပြီးတော့တောက်ထားအဲ့မှာနေဘူးတော့မှလှမ်းတာပဲကျွန်တော်တို့လည်းမင်းမဆန်နိုင်မယ်သူတို့ဆက်ဆက်မှရမယ်သူတို့ဟမ်ဘယ်နှခါရှိလဲငါးစီလာပို့လာငါတွေ့ရအောင်နှစ်ခါရှိသွားပြီပြောကြည့်အခုတစ်ခါတက်လာတယ်ဟဟလားဟမ်ဘာနှစ်ခါမလို့နှစ်ခါစလုံးနေယူသွားတာဒါတော့မယူရမှာလေနှစ်ခါစလုံးလာငါးရက်နေ့တစ်ခါလာပို့သွားတာတစ်ခါပြောအောင်လားဒီမင်းကလေးတိုင်းလာတယ်ဟမ်မလာဘူးဟမ်တစ်ခါလာတစ်ခါလည်းပါတယ်တစ်ခါမကောင်းဘူးဒီမှာနှစ်ခါဟောတာလေငါမှ CCTV ရှိရသလားမင်းငါ့ကိုညင်းလို့များလား CCTV နဲ့အကောင်လုံးဓာတ်ပေါက်ရိုက်ထားပြီးသားနော်ကဲရက်ကွာလူလာကြည့်လိုက်တော့တခိုးမရောက်ဝင်မှလာကြည့်ထားတယ်မှာစောက်ရှောက်ရှိတဲ့မျက်နှာခလေးဗန်းပြပြီးမှခိုးရတခိုးမဟမ်စောက်ရှောက်မရှိတဲ့မျက်နှာနဲ့လာခိုးနေတာပြောလိုက်ရင်ခလေးစားစရာမရှိလို့စားစရာမရှိလို့အဲ့တက်လောက်စားတယ်ချီကောင်းလက်ကောင်းနေလောက်စားရင်လောက်စားလို့ရတယ်ရတယ်ကျစိုးရစားတယ်ဗလာလို့ညနေဟိုဘာနဲ့မလောက်ခိုးရတခိုးမလာခိုးစားနေရပဲကောင်းကောင်းကိုလောက်မစားချင်ဘူးနေတော့လည်းလက်နဲ့ချောင်းချင်းနေကြအောင်ငါတို့လည်းလက်နဲ့ချောင်းချင်းနေကြအောင်ပဲလောက်စားနေတာပဲဒါခလေးလာဗန်းပြပြီးတော့လောက်ဟိုစားဖြစ်နေလာပြီးမစားကြမရှိဘူးလားမပြောနဲ့လောက်မစားလို့မရဲခေါ်ထားတယ်ရဲခေါ်တာခဏရဲလာလိမ့်မယ်ရဲနဲ့ထည့်ပေးလိုက်လုံးအားကြီးတယ်တစ်ခါခိုးလို့နှစ်ခါခိုးလို့ရတယ်ဆိုလာတာဟာလားငါတို့ကလည်းနေစောက်အားတွေမဟုတ်ဘူးတလားဆိုင်မှာ CCTV တက်ထားစောက်အားတွေမဟုတ်ဘူးတလားအဲ့ဒါမျက်ခွိုက်ကိုစောက်ကန်ထားလိုက်မယ်တလားဘာမှနေအောင်ငါ့လိုက်လာနေရငါလည်းမရှိဘူးတတိမရှိလည်းငါလိုက်လာမနေဘူးတလားလာကြည့်ရဲ့ဒီမှာတခိုး
တခိုးမှကြည့်ထားအဲ့ရက်ခွက်ကိုကြည့်ထားတွေ့တဲ့ခါကျအဲ့မှာတခိုးမှတွေကြည့်ထားစက်တရေတုံးတယ်စောစီစီကိုစက်တရေတုံးလာခိုးကခဏခဏအဲ့ခလေးနဲ့ပဲခွဲခိုးနေဟမ်你အဲ့လိုပဲလောက်စားနေဟာလားတရုတ်ကတော့အဲ့လိုပဲလိုက်လောက်စားနေဟာလားဟမ်ရင်လည်းဘူးသွားယူသွားရင်လည်းဘူးနဲ့ခေါင်းနဲ့ခါနဲ့လောက်ချလိုက်မယ်နောက်ကခိုးစားလို့မရဘူးသွားရင်လည်းတိုးတဲလာခဲ့သွားအိုးကြီးတော့ကတဲလာခဲ့ခေါင်းကလောက်ချလိုက်မယ်နောက်လောက်စားလို့မရဘူးသွားခလေးကလောက်ချပြမယ်သွားဟာမလောက်သွားငါမိုက်ဆိုတမရတာမိုက်နေသွားအဲ့ချိုလာခဲ့တော့လုံးဘာမှလောက်ချတာငါပတ်စံပြန်ပြန်ငါသားခွာယူပြင်မယ်လားအိမ်တော်မှပဲအိမ်မှာတရားတာမဟုတ်ဒီမှာစားပြီးတယ်သူများကြီးပါတည်ပြီးလုံးတိုက်စားနေတာ ရင်းနဲ့တော့ဦးလာခဲ့ငါအသားခွာပြီးပြန်မှာငါပတ်စံပြန်မရငါအသားခွာပြီးပြန်မှာလာခဲ့လား ပတ်စံလိုက်လိုက်လို့စတယ်လေစေးပြီးလိုက်တာပုံသားကြီးရှိတော့ နင်တော့စောက်ယူမှတ်နေရနစ်ခလေးအကောင်လို့ဘာဆဲဘူးလား စေးကိုတယောက်ချီတော့ပြက်နေတာချီနေတယ်အမမယုံလိုက်ကြည့်အိမ်ကို ကြည့်စရာမလိုနင်တို့ဒုက္ခလာမယ်လူတိုင်းဒုက္ခရှိတယ်နော်လာမပြောနဲ့ခိုးစားတာပဲတခိုးကတခိုးပဲအေးလောက်မနေလို့ရင်နှွေးမှုနဲ့လာပြီးအသားခွာယူပြင်မယ်ငါပတ်စံနော်အဲ့ခါတော့ခါလာယူခဲ့ကြော်လာရဲ့ရင်နှွေးတော့အသားခွာယူပြင်မယ် ကျိုးနေရ